Hello, good morning. ဒီနေ့တော့ကျွန်တော် Central Wall အဲ့ဘက်မှာကျွန်တော်သွားခြင်းနဲ့ဆိုင်တွေအများကြီးရှိတယ်။ဟိုမှာဘာရှိလဲတကြည့်မယ် Let's go. ဒီမှာဟိုတစီနာမယ်ခု Central Wall သွားဖို့ transition တွေလေးလာလိုက်တဲ့အချိန်မှာအဲ့မှာကျွန်တော်မနေ့က Grab ကိုဆန်းပြီးတော့ငှားဖို့လုပ်ခဲ့တယ်ငှားပြီးတော့ကျွန်တော်ပြန် cancel လိုက်တဲ့အချိန်မှာ Grab က30ကျွန်တော်အယောတောင်းတယ်ပေါ့နော်အဲ့တော့ဒါအပြင် Grab မှာကျွန်တော် Central Wall ကိုသွားဖို့ဆိုင်ကယ်နဲ့ပဲကျွန်တော် location ထောက်ကြည့်လိုက်တဲ့အချိန်မှာဈေးရမ်းများတယ်ဒါအပြင်ခုန30ရဲ့အကျွေးဆက်ရမယ်အဲ့တော့ခုနက Grab ကိုငှားတာအခု bomb နဲ့ကျွန်တော်ဆိုင်ကယ်နဲ့သွားဖို့လုပ်ကြည့်လိုက်တဲ့အချိန်မှာ85ဘတ်လား89ဘတ်လားမသိဘူးအဲ့ဒါပဲပေးရတယ်အဆင်ပြေပေါ့နော်โอเคဆိုင်ကယ်တစ်စီစောင့်နေရခဏကြာရင်ဆိုင်ကယ်လာလိမ့်မယ်အဲ့ဒီမှာကလစ်ဘိန်အပြောင်လေးနဲ့မောင်းလာတဲ့တယောက်ကတော့ကျွန်တော်ငှားလာတဲ့တက်စီပါဒီလိုမျိုး application ကနေပြီးတော့တက်စီတွေငှားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့သတိထားမယ်တစ်ချက်သူတို့တွေကကိုယ့်စီကိုရောက်လာလို့ရှိရင်ကိုရီးယား order တွေသူတို့ကပြန် cancel ခိုင်းတယ်ပေါ့နော်အဲ့လိုမျိုးပြန် cancel ခိုင်းတဲ့အကြောင်းရင်းကတော့သူတို့ကိုရီသွားမဲ့ခရီးကိုသူတို့ပေးရမယ့်ပတ်စံသူတို့တွေအပြည့်မရဘူးကုမ္ပဏီကနေပြီးတော့ percentage ဖြတ်တယ်အဲ့ဒါတွေကိုသူတို့ကအပြည့်လိုချင်တဲ့အတွက်ကိုရီကို order ကို cancel ခိုင်းခြင်းဖြစ်ပါတယ်အဲ့လိုမျိုး order cancel ခိုင်းလိုက်မယ်ဆိုလို့ရှိရင်ကိုရီဘက်ကလည်း safety မဖြစ်တော့ပါဘူးခင်ဗျအဲ့လေးကိုသတိထားကြပါဒါအပြင်ကိုရီအကောင့်နောက်တဲ့ထပ်ငိုင်းဈေးကြီးနိုင်ပါတယ်ပြီးတော့နောက်တစ်ချက်ကြတော့ကိုရီပေးရမယ့် amount ကိုကိုရီတစ်ခါတည်းကြိုတင်ပြင်ဆင်ထားကြပါမဟုတ်လို့ရှိရင်သူတို့ကအကျွေပြန်မအမ်းကျင်တာနဲ့ပတ်သက်ပြီးတော့သူတို့ကဘာသာပေါင်းစုံနဲ့ကိုရီကိုမှုတ်လိုက်မယ်ကိုရီနားလည်ရင်တော့ကောင်းတယ်ကိုရီနားမလည်ရင်တော့ကိုရီခံရမယ်အဲ့ဒါလေးကိုလည်းနောက်ထပ်တစ်ခုသတိထပ်ထားစီခြင်းပါတယ်ဟုတ်ပါပြီဆန်ချက်ပေါ်တယ်အဲ့ဒီမှာကျွန်တော်ရောက်ချင်းဒီဇင်ဘာလဲနီးပြီဆိုတော့ခရစ်မတ်ပွဲတွေကျင်းပဖို့အတွက်နဲ့တူပါတယ်ဗျဒီဒီဇနီလန်ပုံစံမျိုးတွေကိုအများကြီးခင်းချင်းပြသတာပြီးတဲ့ကာတွန်းဇာတ်ကောင်တွေလည်းအများကြီးရှိတယ်အမှဓာတ်ပုံတွေရိုက်လို့ရတယ်ဒီကကျွန်တော်လာတဲ့အကြောင်းရင်းက Ori Apple Center ဒီမှာဘာရှိလဲဆိုတော့သိချင်လို့ပေါ့နော် Okay ကြည့်အောင်အဲ့ရှိရယ်ဒါပြင်ခေကဘာရှိရယ်ကျိုးရှိရယ်Oh, does this no? No. West ရှိတယ်
USB C2 USB C2 SD USB C digital A ရှိမယ်ကျွန်တော်ရထရီတူမရှိဘူးဒီဘက်မှာ parcel တစ်လေးရှိမယ် parcel ဟွာလေးရှိမယ်ပြီးရင်ဒီ SanDisk ကထုတ်ထားတဲ့ဟာတွေရှိမယ်ပေါ့နော် SanDisk ကထုတ်ထားတဲ့ဟာတွေရှိမယ်ပြီးရင်တော့ဆက်သွားကြည့်မယ် sorry oh shit mass OS ရှိမယ်နှိပ်လို့ရလားနှိပ်ကြည့်အောင်နှိပ်ပါတယ်အဲ့တော့ဒီ model ကိုကျွန်တော်တို့တစ်ချက်ကြည့်ကြည့်မယ်ဆိုလို့ရှိရင် above ကမှာတော့ K here and 4ကျွန်တော်ဒီနေ့ keyboard လေးရှိမယ် okay ဒီမှာတက်တောင်းကြိုက်တာချိန်ပေါ့နော်ဒါလေးကတော့မသိဘူးတဲ့ပဲဘလို့အပေးမှာ Microsoft Home Business ဒါတွေလည်းရောင်းနေရတော့ဒါပါတွေတော့Okay. Play music में पता डाली शी में see Apple शी मेंဒါကဖုန်းနော် Okay see ခေတ်ကျန်ရတော့哇！看这个酷炫啊！酷炫啊！然后 iPad 嘛，ဆိုလို့ရှိရင် iPad mini ဆိုလို့ရှိရင်ထွာတာပဲပေါ့နော်ဒီမှာဆိုလို့ရှိရင်အားရော UU iPad ဆိုလို့ရှိရင်တော့သူကာလာလေးရှိမယ်ဒီနောက်မှာဆိုလို့ရှိရင်အနီအောင်လေးရှိမယ်ပေါ့နော်ဒီကောင်ကလည်းဒီလောက်ဆိုင်ထွာကြော်မယ်အဲ့တော့ကင်မယ်ဆိုလို့ရှိရင်အဆင်ပြေတယ်ဒါဆိုလို့ရှိရင် iPad Air 17လက်မှရှိတယ်စီကာလာလေးရှိမယ်ပေါ့နော် iPad Air ရှိမယ် iPad Air 30 inch ရှိမယ် iPad Pro 11 inch okay hereအဲ့တော့ iCloud တွေဝင်ထားရပေါ့နော်ထိုင်းဆိုင်နဲ့ကျွန်တော်တွေ့ရတယ်ဒီဘက်မှာဆိုလို့ရှိရင် iPad Pro ရှိမယ်ဖုန်းကတော့ထားလိုက်တော့အပေါ်ရဲတက်လို့ရလားမသိဘူးတက်ကြည့်မယ်အပေါ်ရဲတက်လို့ရလားမသိဘူး Okay สวัสดีครับผมช่วยเหลือว่าไงครับ จะเปลี่ยนไปแล้วค่ะ ဟော easy ဟောလည်းသူနေရတယ်ပေါ့နော်ဒါရတော့ iPhone Pro 17ပဲဖြစ်ပါတယ်
ဒီမှာကျွန်တော်ပြဒီ air မှာဆိုလို့ရှိရင်ကျွန်တော်အရင်ကဒီ air ကင်နေခဲ့တာဒါပေမဲ့ဒီ air မှာဘာဖြစ်လဲဆိုတော့မကြည့်ကင်မရာကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒါပဲပါမယ် video camera ပါမယ် timeless ပါမယ်ပြီးသွားရင်ဒီဘက်မှာslow mo နဲ့ timeless ပေါ့နော် timeless ပါမယ် view ပြီးသွားရင်ဒီဘက်မှာ view ရိုက်တာပါပဲ video မှာလည်းတစ်စားနှစ်စားပဲရှင်းလို့ရတယ်ဒီမှာလည်း camera ပါမယ်ဒါတော့ portrait ပေါ့နော်အဲ့တော့ဒါကိုကြည့်ချင်ရပြီဘာတွေ့ရလဲဆိုလို့ရှိရင်သူဟိုဟာရိုက် weight တွေလျှော့တာတွေ့ရတယ်ဗျာနော်ဒါပြင် sound ကလည်းနည်းနည်းတိုးတယ်အဲ့တွေ့ရတယ်ဒါလေးကကျွန်တော်လိုချင်တာတော့ဒါလေးပေါ့ဗျာ okay iPhone 70 Pro ဒါ 16E 16E ကဘယ်လို design လေးဖြစ်မလဲဆိုတော့ဒီလို design လေးပေါ့ good oh I must okay စမ်းသုံးကြည့်ရမယ် I must ကိုကျွန်တော်စမ်းသုံးကြည့်ရသလောက်လဲအမှတော့မရှိဘူးတူအမှတော့မရှိဘူးတူပဲဒါပေမဲ့ performance တွေကောင်းမှာပေါ့နော်ဒီဘက်မှာ must oh shit ပါရှိမယ် Okay, let's go. ဒါတော့အောက်ထပ်မှာတော့ exit ရှိမယ် or is အဲ့ဒီရှိမယ် oh ဟာပါပဲ okay 17A လေတိုက်ကြည့်တယ်17 Pro လေမိုက်တယ် Pro Max ကတော့ကျွန်တော်သိမကြိုက်ဘူးအရင်လေးလို့လက်တခိုင်းစားအပြီးပဲကြိုက်တယ် iMax နဲ့ iMax နဲ့ Studio ကလည်းတော့မဟုတ် Max ကတော့ဆိုမိုက်တယ်တခြား accessory အများကြီးရှိရဗျာပြင်အောင်ပြောပြအဲ့ဒီမှာသူတို့ပေးထားတဲ့ free wifi ကမကောင်းဘူးညာသူတို့ set တွေမှာ join ထားတဲ့ wifi ကအရန်ကောင်းတယ်အဲ့တော့သူတို့ wifi ရဲ့ password ကိုကျွန်တော်မရရတဲ့နည်းနဲ့ရှာလိုက်တယ်ရှာပြီးတော့ကျွန်တော်မနေ့ကဗီဒီယိုတင်ဖို့အတွက်ကို wifi ဂုံးထက်ဆင်းခဲ့ပါတယ်အဲ့နေ့ကကျွန်တော်အများကြီးသွားထားတာဖြစ်တဲ့အတွက်ဗီဒီယိုကြီးအရင်ရှိသွားမှာဆိုလို့ကျွန်တော်နောက်ထပ်ဘာတွေထပ်တွေ့ခဲ့လဲဆိုတာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တင်ဆက်ပေးဖို့ရှိပါသေးတယ်အားလုံးပဲ see you